ကေတုမတိဘူမဆိုတဲ့နာမည်နဲ့အညီအမှုပညာလောကမှာထူးခြားတဲ့အရေးချင်းတွေနဲ့အောင်မြင်နေတဲ့သူတစ်ယောက်ကတော့ပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်အဝရရှိထားတာပါဒီတစ်ခါမှာတော့သူမဟာစမ်းရည်မှုမွေးနေ့ပွဲရဲ့စက်တန်စင်မင်းစက်တော်ကြီးမှာပါဝင်ကပြရင်းနဲ့လူအများရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်သူမအနေနဲ့ဒီဇက်တော်တွေကဆူလာတုပဒါမိဖုရားနေရာမှာတရုတ်ဆောင်ကပြဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့တာကိုလည်းတွေ့မြင်ရပါတယ်ပရိသတ်တွေအားလုံးကသူမရဲ့ကကွက်တွေနဲ့အတူဇက်ကောင်စရိုက်ကိုပြင်းအောင်တရုတ်ဖော်နိုင်မှုပေါ်မှာတအံ့တော်နဲ့ချီးကျူးစကားတွေပြောဆိုနေကြတာပါကေတုမတိဘူမရဲ့ကကွက်တွေဟာကြည့်ရှုသူတွေရဲ့မျက်လုံးကိုအမှန်တကယ်ပင်ဆွဲဆောင်နိုင်လုံးတယ်လို့ဆိုရမှာပါဆူလာတုပဒါမိဖုရားရဲ့ဝမ်းနည်းမှုနဲ့ခံစားချက်တွေကိုသူမရဲ့မျက်နှာအမူအရာနဲ့ကိုယ်နေဟန်ထားတွေကတဆင့်အကောင်းဆုံးဖော်ပြသွားနိုင်တာကိုတွေ့ရပါတယ်အမှုပညာရှင်တယောက်အနေနဲ့ဇက်ကောင်စရိုက်တစ်ခုချင်းစီကိုအသက်ဝင်အောင်တရုတ်ဆောင်နိုင်မှုဆိုတာမလွယ်ကူလာပါဘူးဒါပေမဲ့သူမကတော့ဒီအခန်းကဏ္ဍမှာအမှန်တကယ်ကိုပဲအဝင်ခွင်ကျဖြစ်နေအောင်တရုတ်ဖော်နိုင်ခဲ့တာကြောင့်အားလုံးကအတိအမှတ်ပြုနေကြတာပါဒီလိုမျိုးအရေးချင်းရှိတဲ့အမှုပညာရှင်တယောက်ကိုမြင်တွေ့ရတာဟာတပင်လောကအတွက်လည်းအများကြီးအားတက်စရာကောင်းလာပါတယ်ပရိသတ်တွေရဲ့မှတ်ချက်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်းသူမရဲ့တရုတ်ဆောင်မှုအပေါ်အကောင်းမြင်တဲ့မှတ်ချက်တွေကအများကြီးပါပဲအွန်လိုင်းစာမျက်နှာတွေပေါ်မှာလည်းသူမရဲ့ကပြဟန်လေးတွေကိုပြန်လည်မျှဝေရင်းနဲ့ချီးကျူးဂုဏ်ပြုနေတာကိုနေရာအနှံ့မှာတွေ့မြင်နေရတာပါအထူးသဖြင့်ဆူလာတုပဒါမိဖုရားနေရာမှာသူမရဲ့အမူအရာလေးတွေကအမှန်တကယ်ကိုစိတ်ထိခိုက်စရာကောင်းလောက်အောင်ပြင်းလွန်းနေတာပါကြည့်ရှုသူတွေအနေနဲ့လည်းဇလန်းရဲ့အနှစ်သာရကိုသူမရဲ့တရုတ်ဆောင်မှုကတဆင့်ပို့ပြီးတော့ခံစားမိသွားကြတယ်လို့ပြောဆိုနေကြတာပါဒီလိုမျိုးပရိသတ်ချစ်တော်တယောက်ဖြစ်လာဖို့ဆိုတာသူမရဲ့ကြိုးစားမှုတွေကအမှန်တကယ်ပင်တန်ဖိုးရှိနေတာပါစမ်းရည်မိုးမွေးနေ့ပွဲရဲ့စက်တန်စင်မင်းစက်တော်ကြီးဟာလည်းသူမရဲ့အမှုပညာတက်တန်းမှာနောက်ထပ်မှတ်တိုင်တစ်ခုအဖြစ်ရပ်တည်သွားမှာတေချာနေပါတယ်ဒီဇက်တော်မှာပါဝင်ခွင့်ရခဲ့တာဟာသူမအတွက်သာမကပဲကြည့်ရှုသူတွေအတွက်ပါအမှတ်တရကောင်းတစ်ခုဖြစ်စေခဲ့တာပါ။နောက်လာမယ့်အမှုပညာလှုပ်ရှားမှုတွေမှာလည်းသူမကဘယ်လိုမျိုးအမှုပညာဖန်တီးမှုတွေနဲ့ပရိသတ်တွေကိုအံ့အားသင့်စေအောင်မလဲဆိုတာကိုလည်းစောင့်မျှော်ကြည့်ရှုခြင်းစရာကောင်းပါတယ်။အခုလိုမျိုးအမှုပညာကြီးမုံပြင်မှာပြင်းတဲ့တရုတ်ဆောင်မှုတွေနဲ့အောင်မြင်မှုတွေကိုဆက်လက်ရရှိနိုင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။နောက်ဆုံးမှာတော့ကေတုမတိဘူမရဲ့ဒီဇက်ဝင်ကန်တရုတ်ဆောင်မှုဟာတပင်လောကမှာလည်းလူပြောများတဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့တာပါ။အမှုပညာကိုတန်ဖိုးထားတဲ့ပရိသတ်တွေအနေနဲ့လည်းသူမရဲ့ဒီလိုကြိုးစားမှုကိုဘယ်တော့မှမေ့နိုင်မှာမဟုတ်တော့ပါဘူး။တပင်အမှုပညာရှင်ဆိုတာဒီလိုမျိုးဇက်ကောင်တိုင်းကိုအသက်ဝင်အောင်တရုတ်ဖော်နိုင်မှသာပရိသတ်တွေရဲ့အသေးနှလုံးကိုဖန်ဆားနိုင်တာပါ။သူမကတော့ဒီအချက်ကိုသက်သေပြနိုင်ခဲ့ပြီးဖြစ်တာကြောင့်ပရိသတ်တွေရဲ့အသေးကြော်လေးအဖြစ်ဆက်လက်ရပ်တည်နေဦးမှာပါ။အားလုံးကလည်းသူမရဲ့ရှေ့ဆက်မဲ့အမှုပညာလမ်းကြောင်းလေးကိုစောင့်မျှော်အားပေးနေကြအောင်မှာအသေးချပါပဲ။